headphone Q1 လေးကတော့ဒီလို ground လေးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်ချက်တွေကသုံးတာကြာလာပြီဆိုရင်ဒါမျိုးတွေပြဲကုန်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာကြိုးတွေမှာဆိုရင်ဒီလိုမျိုးပေါက်ပြဲကုန်တယ်Okay ဒီလိုမျိုး earbud တွေနဲ့ဒီကြိုးတွေပေါက်ပြဲနေတဲ့ headphone တွေကိုကျွန်တော်တို့ဆက်သုံးခြင်းသေးတယ် headphone ကလည်းကောင်းနေသေးတယ်ဆိုလို့ရှိရင်အားလုံးအသစ်အတိုင်းပြန်ဖြစ်သွားအောင်ကျွန်တော်လဲလို့ရတယ်ပေါ့နော် Okay ဒါမျိုးတွေလဲမယ်ဆိုရင်ကျွန်တော်ဒီအဟောင်းကိုအရင်ချွတ်မှရဆိုတော့အဟောင်းကိုချွတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘေးကနေလိုလေးအသားလေးဆွဲလိုက်ရုံပဲ Okay အဲ့ဒါဒါမျိုးတွေကျွတ်သွားပြီပေါ့နော် Okay အဲ့တော့နောက်တစ်ဖက်လည်းဒီတိုင်းပဲ Okay အဲ့တော့ကျွန်တော်တို့ဒီကြိုးလဲမယ်အဲ့တော့ကြိုးကိုလည်းကျွန်တော်တို့ဖြုတ်လိုက်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ headphone Q1 လေးကတော့ဒီလို ground လေးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါတွေကိုဝဲပလိုက်လို့ရဒီမှာကျွန်တော်တို့မူရင်းပုံစံအတိုင်းပဲ original ထီရတဲ့တူတယ်ကျွန်တော်တို့ကြိုးတွေဝဲလို့ရပါတယ်ကျွန်တော်တို့ခေါင်းအကြီးပြောင်းတဲ့ခေါင်းလေးလည်းပါမယ်ပေါ့နော်နောက်တစ်ခါလို့ကျွန်တော်တို့ခေါင်းအကြီးပြောင်းခြင်းဒီလိုလေးတက်လိုက်ရုံပဲ Okay ဒါမျိုးဖြစ်ပါ Okay အဲ့တော့ကျွန်တော်တို့အခုဒီ headphone ကိုကျွန်တော်တို့ဒီ earbud လေးပြောင်းတက်မယ် Okay အဲ့တော့ကျွန်တော်တို့ဒီမှာတက်မယ်ဆိုရင်ဒီနှစ်ချက်မှာအခုမြင်နေရတယ်ဒီ an လေးတဲ့ကိုအခုဒီ earbud ကအစလေးကိုအရင်ဆုံးထိုးထည့်ရမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီမှာဒီ an လေးတဲ့ကိုကျွန်တော်ဒီ earbud ရဲ့အနားလေးဝင်သွားပြီပေါ့နော်အဲ့ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်ကိုလှည့်ပြီးတော့ဖြည်းဖြည်းချင်းလေးလှည့်ရုံနဲ့အဲ့တော့ကျွန်တော်တို့တက်တဲ့ခါမှာဒီ an လေးတဲ့က headphone ဒီအနားတက်လေးကျွတ်မသွားအောင်သတိထားပြီးတော့လှည့်မယ်ပေါ့နော်လှည့်တဲ့ခါမှာဒီ headphone ကိုတွင်းနေရင်းလေးဖိပြီးတော့လှည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးကန်နီးလေးနည်းနည်းလေးကြက်လေးဖြစ်မယ်ပေါ့နော်တို့ဒီမှာဆိုရင်ကျွန်တော်တို့လှည့်လာတာတစ်ပတ်ပြည့်တော့မယ်ပြည့်ပြီဆိုရင်ကျွန်တော်ဒီမှာအနားတက်တွေအားလုံးကဝင်သွားပြီဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်ဒီမှာ headphone ကို earbud လဲပြီးပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ပို့ပြီးလှပတယ်ပို့ပြီးတော့သေးသက်ရက်တယ်ပို့ပြီးတော့ quality ကောင်းတဲ့ headphone earbud လေးလဲပြီးပေါ့နော် Okay နောက်တစ်ဖက်လည်းအဲ့လိုပဲကျွန်တော်တို့တက်လိုက်မယ်အဲ့တော့ကျွန်တော်တို့လှည့်နေရင်နဲ့ဆက်ပြီးလှည့်မရတော့ဆိုရင်အရင်မလှည့်နဲ့ပေါ့နော်ဒီဘေးနားကလေသာလေးပြဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖြည်းဖြည်းလေးပဲထိန်းပြီးတော့လှည့်Okay ဒါဆိုရင်ကျွန်တော်တို့အန်ဝင်သွားပြီဖြစ်ပါတယ် Okay အဲ့ဆိုကျွန်တော်တို့ဒီမှာနှစ်ဖက်လုံးပြီးသွားပြီအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ goat အစွတ်ကြံနေတယ်အဲ့တော့ကျွန်တော်တို့ဒီ goat အစွတ်လေးကလည်းဒီလိုနေရာတွေမှာကျွန်တော်တို့ဒါမျိုးလေးတွေဖွာနေတာမျိုးတွေဖြစ်သွားတတ်တယ်ဒီလိုအယောင်တွေလွင့်လာတတ်တယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုလည်းကျွန်တော်တို့ goat အစွတ်ဆွလို့ရမယ် Okay အဲ့တော့ကျွန်တော်ဒီမှာဒီ goat အစွတ်လေးကစစ်နေပေါ့နော် Okay ဒီမှာကျွန်တော်တို့ဒီစစ်လေးဆွဲလိုက်တာနဲ့ဖြုတ်တက်လွယ်တကူလုပ်လို့ရOkay ဒါမျိုးဆိုရင်ကျွန်တော်တို့ဒီမှာ headphone go အစွတ်ရပြီပေါ့နော်Okay အဲ့တော့အခုကျွန်တော်တို့ဒီမှာခုနကစောက်ပြဲနေတဲ့ကျွန်တော် headphone ကိုဒီမှာ earbud နဲ့ go အစွတ်လေးလဲပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မြင်ရတဲ့အနေအထားဖြစ်ပါတယ်Okay အဲ့တော့ကျွန်တော်တို့ဒါမျိုးစောက်ပြဲနေတဲ့ headphone တွေကြိုးတွေမကောင်းတဲ့ headphone တွေကိုဒီလို accessory တွေလဲပေးရုံနဲ့ကျွန်တော်တို့ဝယ်စရာမလိုဘဲနဲ့အသစ်တစ်လုံးပုံစံနဲ့သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါမျိုး accessory တွေအားလုံးကို Spin and Lam မှာဝယ်ယူရရှိနိုင်ပါတယ်